ဒီတိုင်းပြည်မှာစစ်ကောင်စီကသူတို့ရဲ့ဇာတိရုပ်ကိုမရှက်တမ်းမကြောက်တမ်းကိုပြည်သူရှေ့ကိုချပြလိုက်ပြီအဲ့တော့ပြည်သူကမလုပ်မလဲဒါပဲစဉ်းစားကြနော်လူအခွင့်အရေးစိတ်သုံးနေတဲ့ဒီမိုကရေစီစိတ်သုံးနေတဲ့နိုင်ငံမှာကိုလည်းနေသွားမယ်ကိုသားသမီးတွေကိုမြင့်မြင့်တွေရောထားခဲ့မလားဒီမိစ္ဆာတွေရဲ့လက်အောက်မှာခင်ဗျာသမီးစိတ်ချမလားကျွန်တော်သမီးစိတ်ချမလားဟုတ်တယ်မလားကျွန်တော်တို့ရဲ့သားတွေကဘာမျောလင်းချက်ရှိမလဲနော်ခွန်ဒုက္ခအ ਨੇ စုလေးကလွယ်ရင်ကျန်တဲ့လူတွေကဒီလိုပဲအစဉ်ကလေးအားနဲ့ဘဝတွေမွဲမွဲတည်တည်နဲ့သွားဘာလို့ခွင့်ရမှမရှိဘူးဘာဒီမိုကရေစီမှမရှိဘာဥပဒေမှမရှိဘူးမိန်းကလေးတယောက်ရိုင်းရိုင်းပြောမှချောချောလာလာလေးမြင်လို့အဲ့ဒီစကမ်းမှုကသဘောကျရင်အဲ့ကောင်မလေးတော့ဖန်ဆန်းกว่าစစ်တရားရှိလို့ခေါ်ခဲ့ခန်းနဲ့ခေါ်သိလိုက်ရိုင်းရိုင်းပြောအဲ့ဒီလောက်ထိအောက်တန်းကြတဲ့အလုပ်တွေကိုလှုပ်တော့မဲ့လူတွေစီမှာခင်ဗျားတို့မျိုးဆက်တွေထားခဲ့နော်လူအခွင့်အရေးတို့ဒီမိုကရေစီတို့ဆိုတာကနိုင်ငံတကာသွားပူစားနေလို့လေမရဘူးသိတဲ့အတိုင်းပဲဒီမှာရှိတဲ့လူတွေကိုလည်းပါဇက်နဲ့တင်သွားပြီးတော့ပူစားနေလို့ဆူတောင်းနေလို့မရတော့ဆိုတာသိနေပြီပဲဒီမိုကရေစီတို့လူအခွင့်အရေးတို့ဆိုတာကပါဇက်နဲ့တောင်းလို့ရတာကလူစိတ်ရှိတဲ့လူတွေလူသားဆန်တဲ့လူတွေအုပ်ချုပ်နေတဲ့အချိန်မှာလာရမှာလူစိတ်မရှိတဲ့လူတွေလူသားမဆန်တဲ့လူတွေအလိษံစိတ်အလိษံအကျင့်တွေလွန်ကဲနေတဲ့လူတွေအုပ်စိုးတဲ့ကာလမှာတောင်းယူလို့မရတိုက်ယူမှရမယ်ဆိုတာလေသိကြဖို့လိုတယ်မင်းတိုက်ငါတိုက်နော်မင်းတိုက်လိုက်ပါငါအိမ်ထဲနေမယ်ဆိုတာမျိုးတော့ဆက်စရာကောင်းတဲ့အလုပ်လူမဆန်တဲ့အလုပ်ဘာနဲ့တူလဲဆိုတော့ Discovery မှာလာနေတဲ့တလိษံနဲ့တူတဲ့အလုပ်ဘယ်အကောင်ကလိုက်ကြိုက်နေညစားမပြတ်ရေတောက်မပြတ်ဆိုတဲ့ပုံစံမျိုးနေလို့မရအမနာတမ်းပြောရင်အဲ့လိုလူတွေများနေတယ်အဲ့ဒါကိုတလိษံနဲ့မတူအောင်လုပ်တလိษံနဲ့တူတဲ့နော်လူတွေရဲ့အုပ်စိုးမှုအောက်မှာကိုသားသမီးတွေကိုမထားခဲ့ခြင်းကိုယ်တိုင်ကလည်းအဲ့ဒီတလိษံလို့မနေနဲ့လူသားကဘာကိုဖန်ပြီးဖို့လူပိသားတဲ့တာဝန်ကိုယူပေးကြနော်ထပ်ပြောရရင်တလိษံစိတ်လွန်ကဲနေတဲ့လူတွေစီမှာလူအခွင့်အရေးနဲ့ဒီမိုကရေစီမျှော်လင့်လို့မရတောင်းယူလို့မရတိုက်ယူမှရ